ဒီတခါတော့ကျွန်တော်တို့ရွာမှာလေးစိတ်တစ်ခုစောက်တော့မယ်ဖြတ်သိမ်းရေးကော်မတီကလူတွေဟာတအိမ်တဆင်လိုက်လံနိုင်တာပြီးရော်ချင်းငွေတွေအတွက်ညှိနှိုင်းနေကြတယ်ဒါပေမဲ့ကျွန်တော်3လလောက်စောင့်ခဲ့ပေမဲ့ဘယ်သူမှကျွန်တော်တကားကိုလာမခောက်ခဲ့ဘူးနောက်မှကျွန်တော်တိလိုက်ရတာကမြို့ပြစီမံကိန်းရကျွန်တော်ရဲ့မြေကွက်ဟာဖြတ်သိမ်းရမယ်မြင်းနီထဲမှာတမင်တကာချက်လက်ထားခြင်းခံခဲ့ရတာပါကျွန်တော်ဒေါသကြီးနဲ့တွားမိတော့သူတို့ပေးတဲ့အဖြေကစီမံကိန်းကဒီတိုင်းပဲဘာမှလုပ်လို့မရဘူးတဲ့အိမ်ကြီးချင်းတွေကကျွန်တော်ကိုမြင်တော့လောင်ပြောင်ကြတယ်အေးလေမင်းကတော့ဒီအိမ်အိုကြီးထဲမှာတစ်သက်လုံးနေသွားတော့ပေါ့ဆိုပြီးတော့ပေါ့ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးအဲ့ဒီအစားကျွန်တော်တစ်သက်လုံးစုဆောင်းထားသမျှငွေတွေပြင်ဘဏ်ကနေပါချင်းငွေရယူပြီးစုစုပေါင်းငွေ30တန်းလောက်ရှာဖွေခဲ့တယ်6လအကြာမှာတော့အဲ့ဒီအိမ်အိုကြီးဟာ30ထက်တိုက်အဆောက်အုံကြီးဖြစ်သွားခဲ့ပါတယ်ကျွန်တော်မိုးတိမ်ဟိုတဲ့ low for energy ဆိုတဲ့ဆိုင်းဘုတ်ကိုချိတ်ဆွဲလိုက်တယ်အဲ့ဒီမဟုတ်သူများမဝင်ရဆိုတဲ့ဆိုင်းဘုတ်ဟာလေးစိတ်တစ်ခုလုံးမှာအထင်ရှားဆုံးမြင်ကွင်းတစ်ခုဖြစ်လာခဲ့ပါတယ်လေးစိတ်သတင်းထွက်လာကြတဲ့ကအေးချမ်းရွာလို့ခေါ်တဲ့ကျွန်တော်တို့ရွာလေးဟာမအေးချမ်းတော့ဘူးရော်ချင်းငွေတွေအိမ်ယာပြန်လည်နေရာချထားရေးတွေနဲ့အနာဂတ်ဘဝတစ်တွေအကြောင်းကရွာသားတွေအတွက်ထာဝရပြောမကုန်တဲ့ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့တယ်ဖြတ်သိမ်းရေးရုံးကဘန်ကားဖြူလေးတွေဟာရွာလမ်းတွေပေါ်မှာလူလာခောက်တုံသွားနေကြပြီးအရာရှိတွေကပေကျိုးတွေမတ်စုစာအုပ်တွေနဲ့တအိမ်တဆင်တိုင်းတာညှိနှိုင်းနေကြတယ်ကျွန်တော်အဖေရဲ့အိမ်ကရွာရဲ့အနောက်ဘက်အဆုံးဆုံးမှာရှိပါတယ်မိဘတွေဆုံးပါသွားပြီးကြတဲ့ကဒီနှစ်ထက်အိမ်အိုကြီးမှာကျွန်တော်တယောက်တည်းနေခဲ့တာပါပထမဆုံးနေ့မှာဖြတ်သိမ်းရေးကားဟာကျွန်တော်အိမ်ရှိကနေမရက်ပဲကြော်သွားခဲ့တယ်အနောက်ဘက်ကနေဆက်တာဆိုတော့ကျွန်တော်လက်မရောက်သေးတာလို့ပဲထင်ခဲ့တာပထမပတ်မှာအိမ်ကြီးချင်းဒေါ်လီကသဘောတူညီချက်ရသွားတယ်ရော်ချင်းငွေအများကြီးရလို့ဆိုပြီးသူကပြောမဖြစ်နိုင်ဖြစ်နေတာကျွန်တော်ကိုမြင်တိုင်းအချင်းမင်းလည်းမကြခင်ပြောင်းရတော့မယ်မဟုတ်လားလို့အကျယ်ကြီးလက်မေးတတ်တယ်ကျွန်တော်လည်းပြုံးပြီးခေါင်းညစ်ပြခဲ့ပါတယ်ပထမတလမှာအရှိဘက်ကအိမ်ကြီးချင်းတွေလည်းလက်မှတ်ထိုးပြီးတယောက်ပြီးတယောက်ပြောင်းကုန်ကြတယ်ရွာတွေကအိမ်နံရံတိုင်းမှာဖြတ်သိမ်းရန်ဆိုရဲစာလုံးညီကြီးတွေရှိနေပေမဲ့ကျွန်တော်အိမ်နံရံကတော့မိခိုးရောင်တိုင်းတန်ရှင်းနေတော့မယ်ကျွန်တော်စိုးရိမ်လာတယ်နောက်ထပ်2လကြာတော့ရွာသားများစုပြောင်းသွားကြပြီးရင်ထဲမှာမကောင်းတဲ့အငွေ့တက်တစ်ခုခံစားရတာနဲ့မြို့နယ်ရုံးကိုသွားပြီးအုပ်ချုပ်ရေးမှူးကျန်းတရှန်ကိုသွားရှာခဲ့တယ်သူကဖုံးပြောရင်းအလုပ်ရှုပ်နေတာကျွန်တော်တကားတုံးဖွင့်ဝင်သွားတာကိုမြင်တော့စိတ်မရှိသလိုကြည့်ပြီးဘာကိစ္စလဲလို့မေးတယ်ကျွန်တော်ကအုပ်ချုပ်ရေးမှူးကျန်းလေးစိတ်အတွက်အိမ်ဖြတ်တဲ့ကိစ္စကျွန်တော်အိမ်ကိုဘာလို့မဖြတ်တာလဲလို့လာမေးတာပါလို့ပြောတော့သူကဖုံးကိုအตาအရာချလိုက်တယ်ပြီးတော့အန်ဆွဲတဲ့ကမြေပုံကြီးကြီးကိုထုတ်ပြပြီးမင်းကိုယ်တိုင်ကြည့်လိုက်တယ်မြေပုံကိုကြည့်လိုက်တော့ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်မြေပုံပေါ်မှာဖြတ်သိမ်းရမယ်မြင်းနီဟာဓာတ်သွားတစ်ခုလိုကျွန်တော်အိမ်ရဲ့နယံအဆက်လေးကိုကပ်ပြီးရှောင်သွားတာပါကျွန်တော်အိမ်လေးဟာအပေခံကျွန်းလေးတစ်ကျွန်းလိုမြင်းနီရဲ့အပြင်ဘက်မှာတကောင်နဲ့ကြံခဲ့တယ်ကျွန်တော်တန်တွေတုံရင်လာပြီးဒါကဘာလဲအမတစ်ခုခုများလားလို့မေးတော့ကျန်တဲ့ရှန်ကအေးဆက်ဆက်နဲ့အမမရှိဘူးစီမံကိန်းကဒီတိုင်းဆွဲထားတာငါတို့လည်းဘာမှလုပ်လို့မရဘူးလို့ပြောတယ်ကျွန်တော်ကထပ်ပြီးစွမေးမိတယ်ရွာတစ်ခုလုံးဖြတ်တာကိုကျွန်တော်အိမ်ကြားမှာဘာလို့ကြော်သွားတာလဲဆိုတော့သူကအတန်ကျဲကျဲနဲ့ဒါကစီမံကိန်းပညာရှင်တွေရဲ့ဆုံးဖြတ်ချက်လို့ငါပြောပြီးပြီလေငါဘာလို့ပေးနိုင်မှာလဲကဲငါအစည်းအဝေးရှိတယ်ပြန်တော့ဆိုပြီးရုံးခန်းထဲကထွက်သွားတော့တယ်အိမ်ပြန်ရောက်တော့အိမ်ကြီးချင်းဒေါ်လီနဲ့တိုးတယ်သူကကားပေါ်ကိုအိမ်ထောင်ပရိယောဂတွေတင်နေတာကျွန်တော်ရဲ့စိတ်ပြက်နေတဲ့မျက်နှာကိုမြင်တော့သူကကျင်းတဲ့တလို့ပြုံးပြီးအချင်းတွားမိခဲ့ပြီလားလို့မေးတယ်ကျွန်တော်ဘာမှပြန်မပြောတော့သူကနှုတ်ခမ်းမဲ့ပြီးငါပြောသားပဲမင်းအိမ်ကနေရာမကောင်းဘူးလေစိတ်ဆောက်ရင်မင်းအိမ်ကဆိုမှဆိုတော့ဘာမှမနှောက်ယှက်ဘူးလေသူတို့ကမင်းအိမ်ကိုဖျက်ရင်ရော်ကြီးပေးရမှာဆိုတော့တွက်ချင်မကိုက်လို့နေမှာပေါ့တဲ့အဲ့ဒီအချိန်မှာနောက်ထပ်အိမ်ကြီးချင်းတယောက်ကလာလောင်နေအေးလေအခုကစားပြီးမင်းကဒီရွာရဲ့တူးတဲ့တော့အိမ်ထောင်စုပေါ့ဒီအိမ်အိုကြီးထဲမှာလေးစိတ်ကြီးကိုပတ်လည်ဝိုင်းပြီးတစ်သက်လုံးနေသွားတော့လေရင်တန်တွေနဲ့တင်မင်းယူသွားလိုက်မယ်တဲ့ဒေါ်လီကပို့ပြီးကျင်းနဲ့သွားပြီးဟုတ်တယ်ငါတို့ကမြို့ပေါ်ကတိုက်ခတ်တစ်တွေမှာနေရချိန်မှာအချင်းကတော့လေရင်ကထွက်တဲ့မီးခိုးနဲ့တွေပဲရှူနေရတော့မှာပေါ့လို့ပြောကြတယ်အဲ့ဒီစကားတွေကအနဲ့ထိုးတယ်လို့နာကျင်ရပေမဲ့ကျွန်တော်တို့နဲ့ရမဖြစ်ခဲ့ဘူးကျွန်တော်ကြီးပြင်းလာတဲ့အိမ်လေးကိုပဲတိတ်တိတ်ဆေးဆက်ကြည့်နေခဲ့တယ်နောက်ဆုံးတော့သူတို့ကားကြီးထွက်သွားတယ်ကျွန်တော်ဖုန်းထုတ်ပြီးသူငယ်ချင်းစူဝမ်စီကိုဖုန်းဆက်လိုက်တယ်စူဝမ်ကကျွန်တော်ရဲ့ငယ်သူငယ်ချင်းဖြစ်ပြီးအခုဘန်မှာအလုပ်လုပ်နေတာပါကျွန်တော်ကအိမ်ကိုပြုပြင်ခြင်းလို့ချင်းငွေအကြောင်းမေးတော့သူကအန်တာသွားတယ်လေးစိတ်ဆောက်မှာဆိုတော့အကုန်ဖြတ်မှာမဟုတ်ဘူးလားလို့သူကမေးတယ်ကျွန်တော်ကဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တော့သူကဒေါသထွက်သွားတယ်ဒါကမတရားဘူးလေဘယ်လိုလုပ်ပြီးမြင်းညီကမင်းအိမ်ကိုကွက်တိရှောင်သွားရတာလဲတဲ့ကျွန်တော်ကတီတီငိမ့်ငိမ့်နဲ့ပဲဒါဟာတိုက်ဆိုင်မှုလားတမင်လောက်တာလားဆိုတာအရေးမကြီးတော့ဘူးကျွန်တော်အိမ်ကိုဖြိုပြီးအစ်စ်ပြန်ဆောင်မယ်လို့ပြောလိုက်တယ်သူကအချင်းမင်းတေချာစဉ်းစားပြီးပြီလားဒါကငွေများကြီးကုန်ပါလေလို့စိုးရိမ်တကြီးမေးတယ်ကျွန်တော်ကတေချာစဉ်းစားပြီးပြီလို့ဖြေလိုက်တယ်မိဘတွေထားခဲ့တဲ့ငွေနဲ့ကျွန်တော်စုထားတာစုစုပေါင်း2သိန်းရှိတယ်ဘဏ်ကနေ3သိန်းထက်ချင်းမဲ့စုစုပေါင်း5သိန်းပေါ့စူဝမ်ကလန့်သွားပြီး5သိန်းတောင်လားမင်းယူနေတာလားအိမ်ပြန်ဆောက်တာပဲကိုဘာလို့အဲ့ဒီလောက်အများကြီးလိုတာလဲတဲ့ကျွန်တော်ကအဝေးကလေးစိတ်စီမံကိန်းကြီးကိုကြည့်ပြီးပြန်ပြောလိုက်တယ်ငါဆောက်မှာကတာမန်အိမ်မဟုတ်ဘူးအနာဂတ်မှာဒီနေရာမှာခီးတီတွေစီးပွားရေးသမားတွေအများကြီးလာလိမ့်မယ်ငါအိမ်ကလေးစိတ်နဲ့အနီးဆုံးဖြစ်နေတယ်လို့အဲ့ဒီဒေတာမှာတခုတည်းသောပုဂ္ဂလိကပိုင်အဆောက်အုံဖြစ်လာလိမ့်မယ်လို့ဖြေလိုက်ပါတယ်ဒါပေမဲ့စူဝမ်ကတော့စိုးရိမ်နေတော့မဲ့အချင်းမင်းလန်းနဲ့ခြေလန်းကကြီးလုံးနဲ့မင်းတာကိုစီမံခန့်ခွဲတက်ရဲ့လားလူတိတူတီကိုရှိရဲ့လားအန်ရီယယ်ကအရမ်းများတယ်လို့ပြောတော့ကျွန်တော်ကပြန်မေးလိုက်တယ်အန်ရီယယ်ကိုကြောက်တာနဲ့ဘသူမှမလိုချင်တဲ့အိမ်အိုကြီးထဲမှာလေရင်တန်တွေကြားအိမ်ကြီးဆွေးမိသွားတာကိုထိုင်ကြည့်နေရမှာဘယ်ရာကပိုးကြောက်ဖို့ကောင်းလဲ